ဒီနေ့ကစပြီးတော့ဒီဝတ်စုံကိုဒီခွက်ကိုယူမနှက်ဖြန်စပြီးလူစီကားတဲ့နေရာတွေမှာခင်ဗျာလိုက်ပြီးသွားတောင်းကြည့်ဘာလဲပြောလေရစလိုက်ကြောပေါ့မဟာလေရှင်းလေနင်းနဲ့ငါလည်းဘာမှမတူဘူးပြောပြလိုက်တာဟုတ်ပါတယ်ညီမသူညီမဝမ်းခွဲပါဆောက်ထိုးခင်ဗျာမြင်လားဟမ်ကျက်မဲလို့ဟာဘယ်လိုပါလဲချောချောနာနာလေးခေါ်လာတာဆိုတော့ဘလို့ကြလုံးလုံးကိုခေါ်လာမှန်းမသိရောက်လာတော့တိတ်စားလို့ရလို့လားခင်ဗျာလည်းဒီကြီးတာပဲမဟုတ်ဘူးနော်ခင်ဗျာလည်းစောက်ကမဒီမှာပြည့်ပြလာလေဟမ်အောင်ရှာတာလားဒီလိုကောင်းလားငါတမီးကိုညရောင်းစားရတယ်ပေါ့ဟုတ်တယ်ကျောင်းသားတွေဘာဖြစ်လဲခင်ဗျားတော့စက်သိကြီးနေလို့ကျောင်းသားများတောင်းစားခိုင်းနေခင်ဗျားနားလေလားဟမ်နားလေတာချောနေတယ်တာနင်ကမင်းကလေးဖြစ်ပြီးတော့နင်ကထမင်းဟင်းမချက်ပဲနဲ့ဒီမှာကြည်စမ်းအခုငါသားထမင်းဟင်းချက်နေရတယ်ညီမမြင်ဘူးလားညီနေမီပြည့်ပြီးတော့တောင်းရလားမအောင်ဒါဒီနေ့တာရတရက်တာလောက်အားတော့တာညီယောက်ျားလက်မောင်းမှာကုတ်ရရောချစ်ရရောကြိုက်ရရောဟဲပါးနေမှာရောလဲပြင်းနေမှာရောဒါဘယ်လိုဖြစ်ကြတာတော့ဘာဖြစ်မှလဲအမေသမက်စောက်ပြလောက်ထားလို့လေအဲ့တော့ရှစ်သားအမွေမှန်တယ်ကျမနဲ့ဆိုင်နေတယ်အခုအရှင်ကျမအမွေပေးငါအမွေပေးရမယ်ဟဲ့အမွေဆိုတာငါသိမနေရမှာဟမ်ဘယ်နဲ့အမွေလာတောင်းနေရလဲမပေးနိုင်ဘူးအဲ့တော့မင်းဘာလို့ရှင်လဲကြိုက်ကလောက်ကွာကြိုက်လားဖိလားအကောင့်ဆုံးမလေးမူလိုက်တာအမလေးမူလိုက်လဲတဲ့လာဘာတက်လို့နော်လာပါမယ်လားကြောကြခွေးမျိုးတွေဒေါ်ကြအော်ငါသမီးမိုးချုပ်တာတော့မှအခုချိန်ကြီးမနာသေးဘူးငါသမီးမရေထမ်းပြီးကျွေးနေရသေးတယ်ဖျားမှတ်လို့ကိုးကွယ်မိပါတယ်ဖွတ်ထွက်မှာတောင်ပေါ်မှန်းသိတယ်ဆိုတာတင်းတော့ကောင်းမျိုးဒီမောသားရောင်ပွဲသားရောင်နဲ့ငါမှတော့အထင်ကြီးလိုက်ရတာငါသမီးတယောက်လုံးပေးလိုက်ရတာပဲအဖတ်တင်တယ်အခုကြတော့မှတကယ်ဖွတ်ကြမှာဖွတ်ကြအစ်ဟဲ့ဒီကတော့ဘာလဲခင်ဗျားကြောင့်စောင်းပြောနေရလားအမလေးစောင်းပြောတာအကြောင်းမရှိဘူးဟဲ့နင်တို့ကောင်မျိုးဖို့လို့ပြောတာတဲ့ပြောတာနင်လိုလေအစမ်းမရှိစောက်ကြောနှံတဲ့ကောင်ငါကလေစောင်းပြောတာဘာစောင်းကြောမှမရှိဘူးတဲ့ပြောတာခင်ဗျားတော်လူဘဝနေပြီနော်အောင်မနင်အမြငါ့ကိုလူဘဝတွေပါလေနဲ့နင်တော့မဟုတ်လို့လားလူဘဝနေတာနင်ရုံနဲ့တော့မလိုက်ဘူးဒီမှာဖွားကြီးကျောက်ကခင်ဗျားတို့တာမီနှစ်ယောက်လုံးရဲ့ဖဲကျွေးနဲ့ရှေ့ကျွေးတွေကိုစပေးခဲ့တာနော်စောက်လူဘဝမဝနဲ့ဟဲ့ဘာငါကျေးဇူးတင်ရမှာလဲငါအိမ်ငါထံကိုနေရရောင်းပြီးဆက်ပေးတာလေဘာကိစ္စနဲ့ငါကျေးဇူးတင်ရမှာလဲနင်ဆောဆောနဲ့နင်ဆက်ပေးတာမဟုတ်လို့လားတောင်းကလူလိန်ကောင်အောက်တန်းစားကောင်နင်နဲ့ဆိုင်နေငါအရင်တမစောစောလက်ကလေနင်တဲ့အများကြီးတမိုးရှိတယ်ဟဲ့ခီဆောက်ဖွင့်ခင်ဗျားတို့ညစ်ပါလားခင်ဗျားတို့ဆောက်ဖွင့်လာတာချောနေတယ်တာခင်ဗျားဆောက်ဝိုက်
ညစောက်သားမိနေရလုံးကအဲ့မှာအေးစင်းမနေဘူးဟာဆဲချင်တော့မကြမလုပ်ပါနဲ့ခင်ဗျားတို့တားမိနေရလုံးကြကြတတိဟာငါတစ်ခါဆိုရင်လေတားပြီးတော့အလောင်းပြပြမှာမထားလူရောလူစောမပြေချင်လို့နေနေတာခင်ဗျားတို့မထားတားမိနေတာပြမယ်ဟာမလေးနေတယ်ဘာလဲကြံလို့လဲပြေချင်ကောင်းပါလေဆဲဆဲမနေဘူးမလေးဒီရအဲ့ဘာလဲပြင်တန်းလိုက်တာဆိုလားလုံးတော့ရတာလေခါမှငါဒီလုတ်တွေလည်းမလုပ်ဘူးပါဘူးခုမှပဲပြင်ပန်းပန်းအောင်လုပ်ရတယ်အော်ဒီကိုလေအော် မင်းတို့ ရှင်းကိုကို တော့မပြီးသေးဘူးလား ပြီးတော့ ပါမငယ်လို့ ပြီးတော့မှပါသမီးကအခုမှမနဲ့သေးလို့ပါ အေးငယ်လို့ဟုတ် ဒါဆူနေတာပဲတိတ်တိတ်နေဘလို့လုံးနေကြရလဲမသိ အမကျမရေမနဲ့ထပ်မိရမလဲမသိ ဒေးတဲ့လောက်ဆမ်းမေးဟုတ်တာမနေနဲ့ညံလောက်နော်ငါဒီမှာရေမရှိလို့ဒီမှာဟိုဒီလိပ်စာလေးသိတာမသိဘူးအမလိပ်ရှာနေလို့လေ ဒီနေ့မှာပဲအမရဲ့ဒါကျွတ်ကျော်တဲ့ဖြစ်မယ် ဟုတ်လားဟိုမကလေဟိုမအောင်လိပ်ရှာနေတာ ဟောခဏပြပေါ့ မောင်နော် ဘယ်လိုလဲလို့ ဟုတ်ကဲ့ခဏရင်နော် အိုးဒါမင်းတို့ယောက်ျားပဲ ဟာမဟုတ်တာသူတို့ကလူပြိုပါ အိုးမရဲ့မဟုတ်ပဲလေကျမပြောရမှာဒါမင်းတို့ယောက်ျားမင်းတို့ယောက်ျားအစ်စ်မလေးသူတို့လင်မယားအကြောင်းမပြောချင်ပါဘူးအမရဲ့ကျမတို့ပတ်သက်နေများရတာရှိရသူတို့ရှိပါအမမယုံလို့ရှိရင်ဟိုတော့မှရှိရသူတို့အမတော်ချီ ဟိုဘယ်ကနေပြောင်းသေးစီလေးကလည်းပေပွားနေပါပဲ ပြပါသားရေအမေပြောင်းစေးပါမယ်နော် အာလုံးနေမှာသုံးပုံမကြောက် မောင်